Assalamu alaikum မင်္ဂလာပါခင်ဗျာညနေနောက်ဆုံးရအမေရိကန်နဲ့အီရန်သတင်းများကိုကျွန်တော်ရိုဟန်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟော်မော့စ်ရေလက်ကြားကိုထိန်းချုပ်ပြီးဖြတ်တန်းသွားလာတင်မော်ရီစီကပစ္စည်းတံမိုး၏20ရာခိုင်နှုန်းအခွန်ကောက်မည်ဟုအမေရိကန်သမ္မတထရမ့်ကပြောလိုက်တဲ့အကြောင်းအမေရိကန်ကအီရန်နိုင်ငံတောင်ပိုင်းရှိဘူရှာနျူကလ িয়ার စက်ရုံအနီးကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အကြောင်းအမေရိကန်ပြည်ထောင်စုသည်ဟော်မော့စ်ရေလက်ကြား State of Hormuz ကိုလုံခြုံရေးတာဝန်ယူထိန်းသိမ်းမည်ဖြစ်ပြီးဟော်မော့စ်ရေလက်ကြား၏အုပ်ထိန်းသူ Guardian အဖြစ်ဆောင်ရွက်သွားမည်ဟုသမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်ထိုလိုင်းကြောင်းကိုအသုံးပြုသည့်ကုန်တင်သင်္ဘောများ၏ကုန်ပစ္စည်းတံမိုးအပေါ်20ရာခိုင်နှုန်းဖြင့်အခကြေးငွေကောက်ခံကလုံခြုံရေးကုန်ကျစရိတ်များကိုပြန်လည်ရယူမည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဇွန်လ23ရက်နေ့မှာပြောဆိုလိုက်ပါတယ်သမ္မတထရမ့်ရဲ့အခုလိုပြောဆိုအပြီးအီရန်အစိုးရကသမ္မတဒေါ်နယ်ထရမ့်၏အမေရိကန်ကဟော်မော့စ်ရေလက်ကြားကိုထိန်းချုပ်ပြီး20ရာခိုင်နှုန်းအခကြေးငွေကောက်ခံမည်ဆိုသည့်ပြောကြားချက်ကိုအီရန်နိုင်ငံဘက်ကပြင်းပြင်းထန်ထန်ကန့်ကွက်ချုပ်ချခဲ့ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရာချီကဟော်မော့စ်ရေလက်ကြား၏အမှန်တကယ်အုပ်ထိန်းသူမှာအီရန်တာဖြစ်ပြီးအမေရိကန်တွင်ထိုရေလမ်းကိုထိန်းချုပ်ပိုင်ခွင့်မရှိဟုပြောကြားခဲ့တယ်။ထို့ပြင်သမ္မတထရမ့်၏20ရာခိုင်နှုန်းအခကြေးငွေကောက်မိအစီအစဉ်ကိုလောင်ပြောင်သည့်သဘောဖြင့်20ရာခိုင်နှုန်းဆိုတာအလွန်များလွန်ပါတယ်။အကယ်၍အခကြေးငွေကောက်ခံရမယ်ဆိုရင်တော့အီရန်ဘက်ကပိုမျှတအောင်လုပ်ပေးနိုင်သည်ဟုသူကဆက်လက်ပြောဆိုသွားသည်။ဟော်မော့စ်ရေလက်ကြားကိုအမေရိကန်ကထိန်းချုပ်ခွင့်ရမယ်မဟုတ်ကြောင်းနိုင်ငံတကာရေကြောင်းဥပဒေအရထိုကဲ့သို့လှုပ်ဆောင်ခြင်းကိုလက်မခံကြောင်းအဘတ်အာရာချီကအလေးနက်ထပ်မံပြောဆိုသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားနိုင်ငံဘက်ကလည်းအစိုးရတာဝန်ရှိသူများကဟော်မော့စ်ရေလက်ကြားကိုအင်အားသုံးထိန်းချုပ်ခြင်းကိုမထောက်ခံပဲတန်တမာရေးနည်းလမ်းဖြစ်တာဖြည့်ရှင်းရန်တိုက်တွန်းသွားတာကိုကျွန်တော်တို့ဆက်လက်တွေ့ရပါတယ်ခင်ဗျာအမေရိကန်ရဲ့အီရန်စစ်ပွဲကိုကျွန်တော်တို့ကြည့်ရတာအမေရိကန်ကတစုံတစ်ခုအဆုံးဖြတ်ကိုနော်ယူဖို့အတွက်ဒီစစ်ကိုနော်ပြန်လဲဆင်နွှဲတယ်လို့ပဲကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကအရန်ကိုပြင်းထန်တာကိုကျွန်တော်တို့တွေ့နေရတယ်နော်အဲ့ဒီအီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်မှာရှိနေတဲ့နော်အီရန်ရဲ့ထောင်လိုင်းရင်စခန်းနေနော်ကင်းထောက်ထောင်လိုင်းရင်စခန်းရှိတယ်များအကောလုံးကိုအမေရိကန်ကတောက်လျှောက်ကိုသူတိုက်နေတယ်တရက်ကိုပြစ်မှတ်ပေါင်း100ကျော်အမေရိကန်ကတိုက်ခိုင်းနေတာအမေရိကန်ကကမ္ဘာစစ်အင်အားကြီးနိုင်ငံဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့သူ့မှာရှိတဲ့အင်အားတွေ B2 ဘုံးမားတွေနဲ့နော်F35 တွေနဲ့ F16 နော်ဒီယာတွေအကောလုံးကိုသူ့မှာရှိနေတဲ့ resources အကောလုံးကိုသုံးပြီးတော့မှအီရန်ကိုတိုက်နေတဲ့အခုလက်ရှိဖြစ်နေတဲ့ပုံစံကအီရန်ကိုအဲ့လိုတိုက်နေတာအဲ့တော့အမေရိကန်ရဲ့အခုလိုမျိုးအီရန်ပေါ်နော်ပြင်းပြင်းထန်တိုက်ခိုင်းနေတဲ့ဒီတိုက်ပွဲကအမေရိကန်ကအဆုံးဖြတ်တစ်ခုကိုယူဖို့အတွက်သူတို့မှဆုံးဖြတ်ချက်ချပြီးသွားပြီလို့ကျွန်တော်တို့ကတော့ထင်တယ်ဗျာဘာဖြစ်လို့လဲဆိုရင်သူကဟော်မော့စ်ရေလက်ကြားကိုအမေရိကန်ကထိန်းချုပ်မယ်ဆိုပြီးတော့မှကျွန်တော်တို့ကြားနေတယ်ဒါကိုသမ္မတကြီးဒေါ်နယ်ထရမ့်ကလည်းထုတ်ဖော်ပြောကြားကြတာလည်းရှိတယ်ဗျာအဲ့တော့ဒီနေရာကိုအခုလက်ရှိဖြစ်နေတဲ့စစ်ကလည်းအဲ့ဒီဟော်မော့စ်ရေလက်ကြားပတ်ဝန်းကျင်မှာပဲအမေရိကန်ကနော်လေကြောင်းတိုက်ခိုက်နေတာဒီနေရာကိုအဆက်မပြတ်သူကဒီနေရာကိုတိုက်နေတာအဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့အီရန်ရဲ့အဆက်တွေအီရန်ရဲ့ထောင်လိုင်းရဲ့အီရန်ရဲ့စစ်စခန်းတွေနော်အကောလုံးအီရန်ရဲ့ဒုံးကြီးလွတ်တဲ့စခန်းတွေဒီနေရာတွေကိုသူတို့ကအဓိကထားပြီးသူတိုက်နေတာအဲ့တော့တိုက်နေတယ်ဆိုတော့နောက်ပိုင်းမှာအမေရိကန်က
သူတတ်မှတ်ထားတဲ့ level တစ်ခုကိုရောက်လာပြီဆိုရင်သူ့ရဲ့အမေရိကန်ရဲ့တပ်ဖွဲ့တွေကိုနော်အဲ့ဒီ CAR ဆိုတဲ့ကျွန်းအဲ့ဒီကျွန်းကိုသူကသူ့ရဲ့တပ်ဖွဲ့တွေကိုသူကချတော့မှာလားသူ့ရဲ့တပ်ဖွဲ့ကိုချပြီးတော့မှသူကအဲ့ဒီနေရာကိုတိမ့်ပိုက်မှာလားဒီ CAR ကျွန်းကအီရန်နိုင်ငံရဲ့90%ရေနံစိမ်းတွေကိုနိုင်ငံတကာကိုတင်ပို့တဲ့နေရာဖြစ်တယ်ဒေါ်နယ်ထရမ့်ကအရင်ကလည်းပြောထားတာရှိတယ်နော်သူကအီရန်နိုင်ငံမှာရှိနေတဲ့အီရန်နိုင်ငံရဲ့ရေနံနော် resources အကုန်လုံးကိုသူကထိန်းချုပ်ပြီးတော့မှနော်ထိန်းချုပ်ပြီးတော့မှသူကအဲ့နေရာကိုအပိုင်စီးမယ်ဆိုပြီးတော့ဒေါ်နယ်ထရမ့်ကပြောထားတာရှိတယ်အဲ့ဒီကျွန်တော်တို့ဒေါ်နယ်ထရမ့်ရဲ့ပြောကြတွေနော်အခုလက်ရှိဖြစ်နေတဲ့စစ်နဲ့ကျွန်တော်တို့တွဲပြီးတော့တွဲပြီးကြည့်တဲ့အခါကျရင်ဒေါ်နယ်ထရမ့်ပြောထားတဲ့အတိုင်းဖြစ်နေတာကိုကျွန်တော်မြင်နေရတယ်ဗျတစ်ဖက်ကလည်းအီရန်နိုင်ငံကလည်းသူ့မှာရှိတဲ့အင်အားတွေအပြည့်အစုံနဲ့ကိုသူကတိုက်နေတာနော်အာရပ်နိုင်ငံထဲမှာရှိနေတဲ့အမေရိကန်ရဲ့စစ်စခန်းတွေကိုအီရန်ကနေ့စဉ်နဲ့အမျှပြစ်နေတာနော်ကူဝိတ်မှာရှိတဲ့စစ်စခန်းတွေနော်တခါဂျော်ဒန်မှာရှိတဲ့အမေရိကန်ရဲ့စစ်စခန်းတွေနောက်အိုမန်မှာရှိတဲ့အမေရိကန်ရဲ့ထောက်ပံ့ရေးစခန်းတွေနော်တခါပြီးတော့ကာတာမှာရှိတဲ့အမေရိကန်ရဲ့စခန်းတွေအကုန်လုံးအီရန်ကပြစ်နေတာကြားမှာရှိတဲ့ဥစ္စာတွေကျွန်တော်ဗီဒီယိုထဲမှာလည်းအများကြီးတွေ့ရတယ်အခုကျွန်တော်ဒီမှာတင်ပေးတဲ့ဗီဒီယိုတွေထဲမှာလည်းအများကြီးတွေ့ရမှာရှိတယ်နော်အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောတွေအစနော်အတိုက်ခံနေရတာတွေကိုကျွန်တော်တွေ့နေရတယ်မြင်နေရတယ်အဲ့တော့အီရန်ကလည်းနောက်ဆုံးတိုက်ပွဲအနေနဲ့သူကဆင်နွှဲနေပြီသူဘက်ကလည်းနော်အဲ့တော့ဒီတိုက်ပွဲရဲ့အခြေအနေကဆက်လက်ပြီးဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့စောင့်ကြည့်ရအောင်နော်ဒီဟိုမိုရေလက်ကြားကိုတကယ်ထရမ့်အစိုးရကထိန်းသိမ်းဖို့အတွက်ထိန်းချုပ်ဖို့အတွက်ဒီစစ်ကိုဆင်နွှဲရခြင်းဖြစ်တယ်ဆိုတာကိုအခုကျွန်တော်တို့တဖြည်းဖြည်းနဲ့အရေးပေါ်လာတာကိုကျွန်တော်တို့တွေ့နေရပါတယ်ခင်ဗျာဒီနောက်ပိုင်းအမေရိကန်ကအီရန်နိုင်ငံတောင်ပိုင်းရှိဘူရှာနျူကလ িয়ার စက်ရုံအနီးနဲ့ပတ်ဝန်းကျင်တဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်းအီရန်နဲ့နိုင်ငံတကာသတင်းဌာနများကဖော်ပြထားသည်ကိုတွေ့ရပါတယ်ခင်ဗျာဒီတော့ဘူရှာနျူကလ িয়ার စက်ရုံကိုတိုက်ခတ်ခြင်းမရှိသေးဟုအီရန်နိုင်ငံတာဝန်ရှိသူများကပြောကြားချက်ကိုလည်းကျွန်တော်တို့သိရပါတယ်အီရန်နိုင်ငံဘက်ကတော့တာဝန်ရှိသူများကအမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်နျူကလ িয়ার စက်ရုံအနီးပတ်ဝန်းကျင်တဝိုက်ကိုအမေရိကန်၏ဒုံးကျည်များထိမှန်ခဲ့ပြီးပြင်းထန်တဲ့ပောက်ကွဲမှုများနဲ့မိလောင်မှုများဖြစ်ပွားခဲ့ကြောင်းအတည်ပြုပြောကြားခဲ့တယ်။အမေရိကန်ကဘာကြောင့်နျူကလ িয়ার စက်ရုံအနီးတဝိုက်အခုလိုတိုက်ခိုက်နေတာလဲ။ဘာလဲဒါဟာအီရန်အတွက်သတိပေးကြလား။အမေရိကန်ဘက်ကတောင်းဆိုသလိုအီရန်ကဒူးထောက်အညမခံရင်ဂျပန်နိုင်ငံဟီရိုရှီမာနဲ့နာဂါဆာကီလိုဖြစ်သွားမယ်ဆိုတဲ့သဘောလား။ကဲ၍နျူကလ িয়ার စက်ရုံကိုသာထိမှန်ခဲ့ရင်အကျိုးတိုက်ရောက်မှုကဘယ်လောက်ထိရှိနိုင်တယ်လဲ။အခုဖြစ်နေတဲ့အမေရိကန်အီရန်စစ်ပွဲကကျွန်တော်တို့တဖြည်းဖြည်းနဲ့နျူကလ িয়ার စစ်တို့ဥတီနေတာလားအမေရိကန်ကနျူကလ িয়ার နိုင်ငံဆိုတာကျွန်တော်တို့အားလုံးသိပါတယ်အီရန်ကရောနျူကလ িয়ার ရှိနေပြီလားဒီမဲခွန်းရဲ့အဖြစ်ကျွန်တော်မှမရှိတဲ့အတွက်ကြည့်ရှုအားပေးနေတော့ပရိသတ်များအတွက်ထားခဲ့ပါရစေကွန်မန့်မှာဒီမဲခွန်းရဲ့အဖြစ်ကိုရေးပေးခဲ့ကြပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အစီအစဉ်တစ်ခုမှာကျွန်တော်တို့ပြန်လဲတွေ့ကြတာပေါ့အခုတော့ကျွန်တော်ခွင့်ပြုပါဦးဗျာ